ငါတည်ရင်ဘာဖြစ်မှာလဲလို့သိချင်တယ်မဟုတ်လားအဲ့တော့ငါတည်ရင်ဘာဖြစ်မှာလဲလို့သိချင်ရင်ဘယ်ပေရင်မှမေးစရာမလိုဘသူမှမေးစရာမလိုပါဘူးငါမသေးခင်မှာဘာများလုပ်လဲအဲ့ဒါကိုအကဲခတ်ပါငါမသေးခင်မှာပြုတ်လုပ်တဲ့အလုပ်ရဲ့အပေါ်မှာမူတည်ပြီးတော့နောက်ဘဝမှာဖြစ်ရမှာဖြစ်ပါတယ်ငါမသေးခင်မှာဒါနတွေလုပ်ပြီးတော့သိမယ်ဆိုရင်ဒါနကမ္မဘဝပြည့်စရာလူပြည်နတ်ပြည်သီလတွေစောင့်တည်ပြီးတော့သိမယ်ဆိုရင်သီလကမ္မဘဝပြည့်စရာဖြစ်လျာဘဝတန်တရာတစ်လျှောက်မှာအနာရောဂါကင်းမယ်တရားတွေနာပြီးတော့သိမယ်ဆိုရင်သမထကမ္မဘဝပြည့်စရာဗြဟ္မပြည်ဇာတိဗြဟ္မပြည်20ဝိပဿနာခန္ဓာညာရောက်တရားလို့အားထုတ်ပြီးတော့ဝိပဿနာကမ္မဘဝပြည့်စရာတရားနဲ့သိမယ်ဆိုရင်နိဗ္ဗာန်ဇာတိနိဗ္ဗာန်မှာဖြစ်ပါတယ်ဒါကောင်းတဲ့အလုပ်ကိုပြောတာဖြစ်ပါတယ်မကောင်းတာလုပ်ပြီးတော့သိမယ်ဆိုရင်တော့ခြုံပြောမယ်ဆိုရင်တော့အကုသိုလ်ကမ္မဘဝပြည့်စရာငရဲတရိစ္ဆာန်ပိဋ္ဌအတုရကအပယ်လေးပုံမှာဖြစ်ပါတယ်အနုစိတ်ပြီးတော့ပြောမယ်ဆိုရင်လောဘလုပ်ပြီးတော့သိမယ်ဆိုရင်လောဘတွေအားကြီးပြီးတော့သိမယ်ဆိုရင်လောဘကမ္မဘဝပြည့်စရာပိဋ္ဌဇာတိပိဋ္ဌဖြစ်မယ်ဒေါသတွေအားကြီးပြီးတော့သိမယ်ဆိုရင်ဒေါသကမ္မဘဝပြည့်စရာငရဲဇာတိငရဲမှာဖြစ်မယ်မောဟနဲ့သိမယ်ဆိုရင်တူဝေနဲ့သိမယ်ဆိုရင်တော့မောဟကမ္မဘဝပြည့်စရာတိရစ္ဆာန်ဇာတိတိရစ္ဆာန်ဘုံမှာဖြစ်မယ်ဝိဇိကိစ္စယုံမာတန်တရားတွေနဲ့သိမယ်ဆိုရင်တော့ဝိဇိကိစ္စကမ္မဘဝပြည့်စရာအတုရကဇာတိအတုရကပုံဌာနမှာဖြစ်မယ်ဒါကြောင့်တို့ယောဂီများငါသိရင်ဘာဖြစ်မှာလဲလို့သိချင်ငါမသိခင်မှာဘာများလုပ်လဲအဲ့ဒါအကက်ခတ်ကိုလှုပ်တဲ့အလုပ်အပေါ်မှာမူတည်ပြီးတော့နောက်ဘဝမှာဖြစ်ရမှာဖြစ်ပါတယ်ပုံနာဟာနွားလိုချင်းနဲ့သေနိယကခွေးလိုချင်းနဲ့အဲ့တော့ပုံနာကနွားလိုချင်းတော့မြတ်စွာဘုရားကိုသူတို့ချင်းနဲ့အကျင့်ဟာနိဗ္ဗာန်ရောက်မှာလားလို့လိုက်မေးတယ်မြတ်စွာဘုရားဆုံးခံတဲ့မို့လို့မဖြေပြရစေနဲ့လို့၃ချိန်၃ခါညင်းတယ်မရဘူးနည်းနည်းလေးပါဂေါတမမများပါဘူးပြဿနာလေးရမများပါဘူးမရမကမေးတော့ဘုရားဖြေလိုက်တယ်ပုံနာတဲ့မင်းကနွားလိုကျင့်တာဖြစ်တဲ့အတွက်ကြောင့်နွားကမ္မဘဝပြည့်စရာမင်းသိရင်နွားဖြစ်တေနိယမင်းကခွေးလိုကျင့်တာဖြစ်တဲ့အတွက်ကြောင့်ခွေးကမ္မဘဝပြည့်စရာတေနိယမင်းသိရင်ခွေးဖြစ်မှာလို့ဘုရားဟောပါတယ်ဒါကြောင့်သူယောဂီများလည်းပဲငါသိရင်ဘာဖြစ်မှာလဲလို့သိချင်ငါမသိခင်ဘာများလုပ်လဲအဲ့ဒါအကဲခတ်ပါတတိထားပါ